တင်24နာရီအစာရှောင်လိုက်ရင်တင့်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲအထူးသဖြင့်18နာရီမြောက်လောက်မှာဘလို့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာလဲဆိုတာကိုသာတင်သိရင်ဒီအစာရှောင်ခြင်းကိုချက်ချင်းပဲစလုပ်ဖြစ်သွားပါလိမ့်မယ်ပထမ12နာရီအတွင်းမှာတင့်ခန္ဓာကိုယ်ဟာတူလောင်ထားတဲ့ဂလူးကိုစ်တကြားဓာတ်တွေကိုလောင်ကျွမ်းသုံးဆွဲပြီးတကြားဓာတ်ကိုအဓိကသုံးတဲ့အခြေအနေကနေအစီကိုလောင်ကျွမ်းတဲ့အခြေအနေစီတို့စတင်ပြောင်းလဲလာပါတယ်နာရီပေါင်း16နာရီလောက်မှာအံ့ဩစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုစတင်ပါတယ်ခန္ဓာကိုယ်ကအော်တိုဖာဂီလို့ခေါ်တဲ့ဖြစ်စဉ်ကိုစတင်အသက်သွင်းပါတယ်။ဒါဟာပျက်စီးနေတဲ့ဆဲလ်ဟောင်းတွေကိုသူ့အလိုလိုပြန်လည်ရှင်းလင်းပြီးဆဲလ်အသစ်တွေပြန်လည်မွေးဖွားပေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။18နာရီလောက်ရောက်တဲ့အခါမှာတော့တင့်ရဲ့ကြီးထွားပမာဏဟာ300%အထိမြင့်တက်လာနိုင်ပါတယ်။ဒါဟာတာမန်အစားအသောက်လျှော့တာနဲ့မတူဘဲကြွက်သားထုထဲကိုထိမ့်သိမ့်ပေးရင်းအစီကျနှုန်းကိုအရှိန်မြင့်ပေးပါတယ်။နာရီ20ရောက်မှာတော့တင်ခန္ဓာကိုယ်ရဲ့အင်ဆူလင်အပေါ်တုံ့ပြန်နိုင်စွမ်းဟာတိတတာတိုးတက်ကောင်းမွန်လာပါတယ်။ဒါကြောင့်တင်အစားပြန်စားတဲ့အခါအာဟာရတွေကိုပုံမထိထိရောက်ရောက်စုပ်ယူနိုင်မှာဖြစ်ပါတယ်။ဒီအချိန်မှာတင်အုံနောက်ကတီတုံးလို့ခေါ်တဲ့အစားထိုးလောင်စာတစ်မျိုးကိုပြောင်းလဲသုံးစွဲလာတာကြောင့်တင်ရဲ့စိတ်ပိုင်းဆိုင်ရာကြည်လင်မှုဟာလည်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါလိမ့်မယ်။24နာရီပြည့်တဲ့အခါမှာတော့တင်ရဲ့ကိုယ်ခံအားစနစ်တစ်ခုလုံးဟာအသစ်တစ်ဖန်ပြန်လဲတိဆောက်တယ်လို့ဖြစ်သွားပါတယ်။ခံအားဆဲအဟောင်းတွေကိုရှင်းလင်းဖယ်ရှားပြီးပုံမတောင့်တင်းထိရောက်တဲ့ဆဲအသစ်တွေကိုအစားထိုးထုတ်လုပ်ပေးပါတယ်။